say, tell, talk, speak ဒီစကားလုံးလေးလုံးလုံးဟာပြောတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ကဲဒါဆိုရင်ဒီလေးလုံးဟာတကယ်ပဲတူညီပါသလား။အသုံးပြုပုံတွေရောအတူတူပဲလား။ဘာတွေကွာခြားလဲဆိုတာကိုလေ့လာကြရအောင်။ကဲပထမဆုံးစကားလုံးလေးကတော့ say သူကတော့ဘာပြောလိုက်လဲဆိုတာကိုဦးစားပေးပြောချင်တဲ့အခါမှာအသုံးပြုပါတယ်။ပြောခံရတဲ့လူအကြောင်းထည့်ပြီးတော့မပြောပါဘူး။ဥပမာ she said hello သူ hello လို့ပြောလိုက်တယ်။ he said he's tired သူပင်ပန်းနေပြီလို့ပြောတယ်။ they said it's raining မိုးရွာနေပြီလို့သူတို့ပြောတယ်။နောက်ထပ်စကားလုံးလေးကတော့ tell သူကတော့တယောက်ယောက်ကိုတစ်ခုခုပြောပြတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်။ဥပမာအားဖြင့်Grandma told us a story last night. အဖွားကကျွန်တော်တို့ကိုမနေ့ညကပုံပြောပြတယ်။ He told me to go home. သူကျမကိုအိမ်ပြန်ဖို့ပြောတယ်။ I told you the truth. ငါမင်းကိုအမှန်တိုင်းပြောတာ။မှတ်ထားရမှာကတော့ tell ရဲ့အနောက်မှာတော့ object လိုက်ပေးရပါမယ်။အပြောခံလိုက်ရတဲ့သူနဲ့ပြောလိုက်တဲ့အကြောင်းအရာကိုမဖြစ်မနေထည့်ပေးရပါမယ်ရှင်။နောက်ထပ်စကားလုံးလေးကတော့ talk သူကတော့ informal ဆန်ပါတယ်။စကားစမြည်ပြောတာမျိုးရှင်းရှင်းလင်းလင်းပေါ့ပေါ့ပါပါပြောတဲ့စကားပြောတွေမှာသုံးပါတယ်။ဥပမာအားဖြင့် we talked all night ကျွန်တော်တို့တညလုံးစကားပြောခဲ့ကြတယ်။ I talk to you later နောက်မှဆက်ပြောမယ်နော်။ Are you talking to me မင်းငါ့ကိုပြောနေတာလား။ talk ကတော့နှစ်ဦးနှစ်ဖက်အပြန်အလှန်ပြောတဲ့စကားပြောတွေမှာအသုံးပြုပါတယ်ရှင်။နောက်ထပ်စကားလုံးလေးကတော့ speak ကိုတော့ဘာသာစကားပြောတဲ့နေရာမျိုးမှာသုံးပါတယ်။ဥပမာအားဖြင့် he can speak Spanish သူစပိန်ဘာသာစကားပြောတယ်။သူဟာ formal ဆန်တဲ့အသုံးတစ်ခုဖြစ်ပြီးတော့အရေးကြီးတဲ့အကြောင်းအရာတစ်ခုခုပြောတာမျိုးမိန့်ခွန်းပြောတာမျိုးတွေမှာလည်းအသုံးပြုပါတယ်။ဥပမာ Can I speak to your manager ငါမင်း manager နဲ့စကားပြောလို့ရမလား။ She speaks clearly သူကရှင်းရှင်းလင်းလင်းပြောတယ်။သူကတော့ talk ထက်ပိုပြီးတော့ formal ဆန်တဲ့အသုံးနှုန်းတစ်ခုဖြစ်ပါတယ်ရှင်။အနှိမ့်ချုပ်ပြောရမယ်ဆိုရင်တော့ tell ရဲ့နောက်မှာလက်ခံနားထောင်တဲ့သူအကြောင်းအရာပါရပါမယ်။ say ရဲ့နောက်မှာတော့လက်ခံနားထောင်တဲ့သူထည့်စရာမလိုပါဘူး။ talk က informal ဆန်တဲ့အသုံးနှုန်းဖြစ်ပြီးတော့ speak ကတော့ဘာသာစကားပြောတာမျိုးအရေးကြီးတဲ့အကြောင်းအရာပြောတဲ့မျိုးတွေမှာသုံးနိုင်ပါတယ်။ကဲဒါဆိုရင်တော့ဒီစကားလုံးလေးလုံးကိုရှင်းရှင်းလင်းလင်းနားလည်ပြီးတော့မှန်မှန်ကန်ကန်အသုံးပြုသွားနိုင်မယ်လို့ထင်ပါတယ်။ဒီဗီဒီယိုလေးကမိမိတို့အကျိုးရှိရဆိုရင် like and share လုပ်သွားနိုင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။